ဖျားသခင်ရဲ့ကျေးဇူးတော်ကိုရှေးစွာချီးမွမ်းပါတယ်။သင်တော်မိသားစုအားလုံးကိုလည်းသခင်ဖျားနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။ကျွန်တော်တို့အတူတကွနှုတ်ကပတ်တော်ကိုဆင်ခြင်ခံယူခြင်းနဲ့အတူဘုရားရှင်ကိုဆက်ပြီးတော့အတူတကွကိုးကွယ်သွားဖို့ဖြစ်ပါတယ်။ကျွန်တော်တို့နှုတ်ကပတ်တော်တပိုက်လေးကိုအတူတကွဖတ်ရှုဆင်ခြင်ကြရအောင်။ရောမဩဝါဒစာအခန်းကြီး၈အပိုက်ငယ်22ရောမဩဝါဒစာအခန်းကြီး၈အပိုင်ငယ်20ကျွန်တော်အားလုံးတွေ့ရင်အတူတကွဖတ်ကြည့်ရအောင်ဤလောကတနိုင်ငံလုံးသည်ယခုတိုင်အောင်တညီတညွတ်သည်မြည်သွား၍ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟုငါတို့သိကြ၏ဖတ်သွားတဲ့နှုတ်ကပတ်တော်သည်ဂျာနာသူအားလုံးရဲ့အသက်တာဒီအတွက်အသက်တဖန်ကောင်းချီးမင်္ဂလာဖြစ်ပါစေနှုတ်ကပတ်တော်ကဘာပြောလဲဆိုရင်ဤလောကတနိုင်ငံလုံးလို့ပြောပါတယ်နော်တချို့တော့တိုင်းနိုင်ငံကိုပဲယဉ်ညွှန်းပြီးတော့ပြောထားတဲ့စကားမဟုတ်ကမ္ဘာပေါ်မှာရှိနေတဲ့ဟလာတိုင်းနိုင်ငံအသီးသီးဒီတလောကလုံးကိုယဉ်ညွှန်းပြီးမှသုံးနှုံထားတဲ့ပြောဆိုထားတဲ့စကားဖြစ်ပါတယ်ဒါဆိုရင်ဒီတလောကလုံးမှာရှိနေတဲ့လူတွေဘယ်လိုမျိုးအခြေအနေမျိုးမှာရှိနေကြတာလဲကျမ်းစာမှာဒီလိုပြောပါတယ်ဤလောကတနိုင်ငံလုံးတည်တဲ့ယခုတိုင်အောင်တညီတညွတ်သည်ညီးသွားတယ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဟလာခင်မီဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့အနောက်နိုင်ငံမှာမှစ၍ဒီနေ့ကျွန်တော်ရဲ့ဒီဖက်မှာဖွံ့ဖြိုးခြင်းနောက်ကျတယ်ဆိုတဲ့ဒီဖက်နိုင်ငံအသီးသီးကိုရှင်ကျွန်းပြီးတော့ပြောတဲ့အရာဖြစ်တယ်အဲ့ဒီအရာကဘာလဲဆိုရင်ဒီတိုင်းနိုင်ငံအသီးသီးမှာရှိနေတဲ့လူတွေဟာတဲ့တညီတညွတ်သည်ညီးသွားတယ်တဲ့ဘာကြောင့်လဲဆိုရင်တဲ့ဆင်းရဲခြင်းဝေဒနာကိုခံရကြသည်ဟုငါတို့သိကြတယ်။ဒါဆိုရင်ဒီနေ့လောကမှာရှိနေတဲ့လူတိုင်းရဲ့အခြေအနေကဘယ်လိုမျိုးအခြေအနေမျိုးမှာရှိနေဆိုရင်ဆင်းရဲခြင်းဝေဒနာကိုခံစားနေရတဲ့အခြေအနေဟာဒီလူကဒီလောက်ချမ်းသာတာဘယ်လိုဖြစ်လို့သူတို့မှာအဲ့ဒီဆင်းရဲခြင်းဝေဒနာလို့ပြောနေတာလဲဒီစကလုံးနဲ့ပတ်သက်ပြီးတော့တခြားသောကျမ်းစာအုပ်စာပေတွေမှာလိုက်ပြီးတော့ဖတ်ရှိတဲ့အခါမှာဖတ်ချူဒီဆင်းရဲခြင်းနေရာမှာဒီလိုသုံးနှုန်းထားတွေ့ရတယ်အတူတကွညီးသွားတယ်တဲ့အတူတကွမွေးဖွားတယ်လို့ပြောပါတယ်အတူတကွမွေးဖွားခြင်းဝေဒနာပေါ့မွေးဖွားခြင်းဝေဒနာဒါမဲ့အဲ့ဒီမွေးဖွားခြင်းကိုပြန်ဟိုးကဘာဦးကျမ်းဖက်ကိုပြန်ကြည့်တဲ့အခါမှာဒီနေ့ကဘာဦးကျမ်းခန်းကြီး3ပါအဲ့ဒီကဘာဦးကျမ်းခန်းကြီး3ရောက်လာတဲ့အခါမှာဖျားဖန်ဆင်းတော်လူယောက်ျားနဲ့လူမိန်းမဖျားဖန်ဆင်းတဲ့လူယောက်ျားနဲ့လူမိန်းမကဖျားစကားကိုနားမထောင်ဖျားစကားကိုချိုးဖောက်လိုက်တဲ့အချိန်ကနေစပြီးတော့နောက်ပိုင်းမှာဘာတွေ့ရလဲဆိုရင်ဖျားရဲ့ကြိမ်ချင်းတက်ရောက်လာတယ်ပြီးတော့အဲ့ဒီထဲမှာလူမိန်းမကိုပြောတဲ့စကားဟလားပြင်ပန်းစွာနဲ့တားဖွာခြင်းဝေဒနာတားဖွာရမယ်ဒါကြောင့်ဆောနာပြောတဲ့ဆင်းရဲခြင်းဝေဒနာလို့ပြောတဲ့အခါမှာအဲ့ဒီဆင်းရဲခြင်းဟာဘာရဲ့အကျိုးဆက်လဲဆိုရင်အပြစ်တရားဤအကျိုးဆက်ဖြစ်တယ်အပြစ်တရားရဲ့အကျိုးဆက်ဒါကြောင့်ဒီလူယောက်ျားနဲ့လူမိန်းမဟာဖျားစကားကိုချိုးဖောက်ဖျားစကားကိုနားမထောင်တဲ့အချိန်ကနေစပြီးတော့စောနာကပြောတဲ့ပြင်ပန်းခြင်းဆိုတဲ့အရာလေကပ္ပဦးကျမ်းခန်းကြီး3ကနေစပြီးတော့မြင်လာရတယ်ပြင်ပန်းခြင်းပြင်ပန်းစွာတားဖွာရမယ်ပြင်ပန်းစွာလောက်ကင်စားတောက်ရမယ်အခုဒီမှာကျွန်တော်ရောမဩဝါဒစာထဲမှာတော့ဆင်းရဲခြင်းဝေဒနာလို့ပြောတယ်ဒါကြောင့်ကျွန်တော်သိဖို့လိုတယ်ဆင်းရဲခြင်းလို့ပဲပြောပြောပြင်ပန်းခြင်းလို့ပဲပြောပြောချိန်ခြင်းလို့ပဲပြောပြောသေခြင်းလို့ပဲပြောပြောဒီအရာအလုံးဒီဘာရဲ့အကျိုးဆက်လေးဆိုရင်အပြစ်တရားဤအကျိုးဆက်ဒါကြောင့်လောကမှာဒီတိုင်းနိုင်ငံအသီးသီးထဲမှာဒီတလောကလုံးမှာရှိနေတဲ့လူအလုံးဟာ
ဒီနေ့စောနာကပြောတယ်ပြင်ပန်းခြင်းစင်ရဲခြင်းကြိမ်ခြင်းသေခြင်းဆိုတဲ့အဲ့ဒီအရာတွေကိုခါးစည်းခံနေရတဲ့အခြေအနေမျိုးမှာဖြစ်စောနာကပြောတယ်အပြစ်တရားနဲ့အပြစ်တရားရဲ့နောက်ကနေသေခြင်းတရားလိုက်လာတယ်လို့ပြောတာကိုအဲ့ဒီအပြစ်တရားကဘု து အဖြစ်ဖြစ်လာလေဆိုရင်ရောမဩဝါဒစာအခန်းကြီး9ကိုဖတ်ကြည့်တော့အငယ်7မှာဤအကြောင်းအရာဟုမူကားအပြစ်တရားသည်တယောက်သောသူအဖြစ်ဤလောကသို့ဝင်၍အပြစ်တရားအဖြစ်သေခြင်းတရားဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏အပြစ်တရားဟာတဲ့တယောက်သောသူအဲ့ဒီတယောက်သောသူဆိုတာလူအာရန်ပဲလူယောက်ျားကနဦးဖျားဖန်ဆင်းတဲ့လူအာရန်လူယောက်ျားအဲ့ဒီတယောက်သောသူအဖြစ်အပြစ်တရားကဤလောကကိုဝင်လာတယ်အဲ့ဒီအပြစ်တရားရဲ့နောက်ကနေဘာလိုက်လာဆိုရင်သေခြင်းတရားကလိုက်လာတယ်ပြီးသွားတဲ့အခါမှာလူအပေါင်းဟာတဲ့အပြစ်ရှိသောကြောင့်သေခြင်းတို့ရောက်ရကြတယ်လို့ပြောတယ်တော့ဆိုနာပြောတယ်ပြင်ပန်းခြင်းတို့စင်ရဲခြင်းတို့ကြိမ်ခြင်းတို့သေခြင်းတို့ဆိုတဲ့ဒီအရာအလုံးကအပြစ်တရားဤအကျိုးဆက်ဖြစ်တယ်အပြစ်တရားဝင်လာတဲ့အချိန်ကနေစပြီးတော့ပြင်ပန်းခြင်းဆိုတာလိုက်လာတာဖြစ်တယ်အပြစ်တရားဝင်လာတဲ့အချိန်ကနေစပြီးစင်ရဲခြင်းဆိုတဲ့အရာလိုက်လာတာဖြစ်တယ်အပြစ်တရားဝင်လာတဲ့အချိန်ကနေစပြီးတော့ကြိမ်ခြင်းဆိုတာလိုက်လာတာဖြစ်တယ်အပြစ်တရားဝင်လာတဲ့အချိန်ကနေစပြီးသေခြင်းဆိုတဲ့အရာကလိုက်လာတာဖြစ်တယ်ဒီအရာအလုံးကအပြစ်တရားဤအကျိုးဆက်ပဲပြစ်တရားရဲ့အကျိုးဆက်ပဲစင်ရဲခြင်းလို့ပြောတဲ့အခါမှာလေယခုဘဝစင်ရဲခြင်းတဲ့နောင်ဘဝစင်ရဲခြင်းကပို့ပြီးတော့ကြောက်ရတာအကြောက်ရဆုံးကနောင်ဘဝစင်ရဲခြင်းပဲဆရာတပါးဟောပြောဝင်ကားတာကြားဖူးတယ်သူကအပင်ငရဲနဲ့ပတ်သက်ပြီးတော့ definition ဖွင့်တာအပင်ငရဲရဲ့အဓိပ္ပာယ်ချမ်းသာလုံးဝမရှိတော့နေရလို့ပြောတယ်အပင်ငရဲဆိုတာချမ်းသာလုံးဝမရှိတော့နေရဒါဆိုရင်ဘာပဲလေဆိုရင်နေညမပြတ်ကဘာဆက်ဆက်စင်ရဲချင်းဝေဒနာကိုခံစားရရဲ့ဒါဆိုနာကပြောတယ်ပြင်ပန်းခြင်းစင်ရဲခြင်းချိန်ခြင်းသေခြင်းဒီအရာအလုံးဒီအပြစ်တရားဤအကျိုးဆက်ဖြစ်တယ်ဒါလောကမှာရှိနေတဲ့လူအလုံးရဲ့အခြေအနေဟာလူအလုံးကမွေးလာကလေးကနေဆာလန်ဆရာဆာလန်ကျမ်းမှာကြည့်တဲ့အခါမှာလူဟာတဲ့အမေဘိုက်ထဲမှာဗဒိတ်တွေယူနေတဲ့အချိန်ကနေစပြီးတော့အပြစ်ဆွဲတယ်လို့ပြောတယ်အဲ့ဒီအပြစ်ဆွဲတဲ့လူဟာတဲ့အပြစ်ပါပြီးတော့မွေးဖွားလာတယ်အဲ့တော့ကြောင့်မို့လူဟာမွေးကလေးကနေအပြစ်ပါပြီးတော့မွေးလာတယ်အဲ့တော့ကြောင့်ဒီလူဟာဘယ်လိုမျိုးဘာသာတရားကိုကိုးကွယ်တဲ့သူပဲဖြစ်ဖြစ်ဒီလူဟာဘယ်လိုမျိုးအဆင့်တန်းရှင်းတဲ့လူပဲဖြစ်ဖြစ်ဒီလူဟာဘယ်လိုမျိုးလူဒန်းစားပဲဖြစ်ဖြစ်သူဟာအပြစ်ပါလာသောကြောင့်စောနာကအပြစ်တရားဤအကျိုးဆက်ဖြစ်တဲ့ပြင်ပန်းခြင်းကအဲ့ဒီလူမှာရှိနေပြီးသားစင်ရဲခြင်းကအဲ့ဒီလူထဲမှာပါလာပြီးသားကြိမ်ခြင်းကသူ့အသက်တာထဲမှာတက်ရောက်ပြီးသားအဲ့တော့ကြောင့်သေခြင်းကိုကြုံရတာဖြစ်တယ်ဒါအပြစ်တရားရဲ့အကျိုးဆက်ပဲဒါနေနဲ့ကျွန်တော်တို့ကလောကမှာရှိနေတဲ့ဒီခမ်းမထဲမှာရှိနေတဲ့ကျွန်တော်မှစပြီးဒီနေ့တိုင်းနိုင်ငံအသီးသီးထဲမှာတကဘာလောကကြီးထဲမှာတကဘာလုံးမှာရှိနေတဲ့လူအားလုံးရဲ့အခြေအနေကအဲ့ဒါပဲစင်ရဲခြင်းဝေဒနာတနည်းအားဖြင့်အပြစ်ရှိနေတဲ့အပြစ်တရားအောက်ထဲမှာမွေးဖွားလာတဲ့လူတွေဖြစ်သောကြောင့်ဒီနေ့အဲ့ဒီလူတွေအားလုံးရဲ့အသက်တာထဲမှာစောနာကပြောတဲ့အဲ့ဒီဝေဒနာကိုကြုံနေရတယ်အဲ့ဒီဝေဒနာကိုခံစားနေရတဲ့အခြေအနေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအခုအချိန်ခါတာမရမှာနေရာအသီးသီးထဲမှာခရစ်စမတ်နဲ့ပတ်သက်ပြီးမှဟာလာကျင်းပကြတယ်ခရစ်စမတ်နဲ့ပတ်သက်တဲ့decoration တွေခရစ်စမတ်နဲ့ပတ်သက်တဲ့သီချင်းတန်တွေခရစ်စမတ်နဲ့ပတ်သက်တဲ့ဟလာပြုမှုတွေနေရာတိုင်းမှာကျွန်တော်မြင်နေရ
အဲ့ဒီ Christmas ဆိုတာကလေကျွန်တော်တို့အားလုံးသိတယ် Christ ဆိုတဲ့ခရစ်တော်ယေရှုဖခင်နဲ့မတ်ဆိုတဲ့လူအစုအဝေးလူအပေါင်းလူထုပရိသတ်အဲ့ဒီနှစ်ခုကပေါင်းစည်းခြင်းယေရှုခရစ်တော်ဖခင်နဲ့လောကမှာရှိနေတဲ့လူတွေရဲ့ပေါင်းစည်းခြင်းပဲပေါင်းစည်းခြင်းပဲအဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆုံးနာပြောတယ်သခင်ယေရှုခရစ်တော်ဖခင်ကဆင်းရဲခြင်းဝေဒနာကိုခံစားနေရတဲ့လောကီသားပေါင်းလောကမှာရှိနေတဲ့လူအယုတ်အမြတ်အလတ်မရွေးလူတိုင်းကိုအဲ့ဒီထဲကနေလွတ်မြောက်စေဖို့ရန်အတွက်အဲ့ဒီလေအရာရဲ့အရှင်းမြစ်ဖြစ်တဲ့အပြစ်တရားကိုဖြေရှင်းပေးဖို့ရန်အတွက်ယေရှုခရစ်တော်ဖခင်ကလူစားတိခံပြီးလောကကိုကြွလာတာအပြစ်တရားကြောင့်ပြင်ပန်းနေတဲ့သူတွေအပြစ်တရားကြောင့်ဆင်းရဲခြင်းဝေဒနာခံစားနေရတဲ့သူတွေအပြစ်တရားကြောင့်ကြင်ချင်းတင့်နေတဲ့လူတွေအပြစ်တရားကြောင့်တေခြင်းကိုဥတည်နေတဲ့လူတွေဒီလူတွေကိုကေဖို့ရန်အတွက်ဒီလူတွေရဲ့အပြစ်ကြွေးရှိသမျှအားလုံးကိုဆက်ပေးဖို့ရန်အတွက်ယေရှုခရစ်တော်ဖခင်ကဒီလောကကိုကြွလာတာဖြစ်တယ်ဒီလူတွေနဲ့ပေါင်းစည်းဖို့ရန်အတွက်ယေရှုခရစ်တော်ဖခင်ကလောကကိုကြွလာတာဖြစ်တယ်ဒီလူတွေရဲ့စောနာပြောတဲ့အပြစ်ကြွေးရှိသမျှအားလုံးခြေအေးဖို့ရန်အတွက်ဒီလောကကိုကြွလာတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတစ်ချိန်တစ်ခါတုန်းကခရစ်စမတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မသိနားမလည်တဲ့အခါမှာခရစ်စမတ်ရောက်လာတဲ့အခါမှာကျွန်တော်တို့ထင်တဲ့အရာကကျွန်တော်ပျော်တဲ့အရာကဟလာအဝတ်အစားတွေဟလာအသစ်တွေရလို့ပျော်ပွဲရှင်ပွဲတွေမှာပါဝင်ခွင့်ရလို့စားကောင်းတောက်ဖွယ်လေးတွေကိုမိဘတွေကချက်ကျွေးလို့ဆိုတဲ့အရာလောက်ကိုပဲကျွန်တော်ကမြင်တာခရစ်စမတ်ဆိုတာလိုက်ပြီးတော့တရင်တက်တရင်စင်လိုက်ပြီးသချင်းဆိုမယ်မိသားစုအိမ်မှာမိသားစုတွေအတူတကွာစားကောင်းတောက်ဖွယ်လေးတွေကိုချက်ပြုတ်စားတော့မယ်အိမ်ဒီမှာအလားပါဆင်ကြမယ်အပျော်ပွဲရှင်ပွဲတွေလုပ်ကြမယ်အဲ့ဒီလောက်ပဲကျွန်တော်သိခဲ့တာအမှန်တော့ခရစ်စမတ်ဆိုတာအဲ့ဒီထက်ပိုပြီးတော့နည်းနည်းတဲ့အရာဖြစ်ပါတယ်အဲ့ဒီထက်ပိုပြီးတော့ကောင်းတဲ့အရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်စမတ်ရဲ့အနှစ်သာရကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာမသိဘူးဆိုရင်နားမလည်ဘူးဆိုရင်ဒီကနေ့ကျွန်တော်တို့ဒီနေ့စနေမှာကျွန်တော်ပြောနေတဲ့ခရစ်စမတ်ဒီကျွန်တော်တနေ့ပြီးတနေ့ဖြတ်တန်းအသက်ရှင်နေတဲ့ခရစ်စမတ်ဟာဒီနေ့ကျွန်တော်အတွက်အသေးပဲရှိသောခရစ်စမတ်တော့ဖြစ်လာမှာမဟုတ်ဒီနေ့2025ရဲ့ခရစ်စမတ်ကာလဒီဇင်ဘာကာလလောက်ရောက်လာတဲ့အခါမှာဒီနေ့အားလုံးသိတဲ့ဘာခရစ်စမတ်ကာလခရစ်စမတ်ရာသီဒီတနေ့ပြီးသွားနောက်2026ရောက်လာလဲပြန်ပြီးတော့ရောက်လာမှာအဲ့ဒီထဲမှာလေကျွန်တော်ပြန်ပြီးတော့ဖြတ်တန်းမှာပဲအဲ့ဒီအရာထဲမှာလေကျွန်တော်ပြန်ပြီးတော့ကျင်းပကြမှာကျွန်တော်လှုပ်ဆောင်ကြမှာတို့တို့လေဒီနေ့အဲ့ဒီခရစ်စမတ်ရဲ့အနှစ်သာရကိုမသိဘူးဆိုရင်အဲ့ဒီခရစ်စမတ်ရဲ့အနှစ်သာရကိုကျွန်တော်နားမလည်ဘူးဆိုရင်ခရစ်စမတ်ရဲ့အနှစ်သာရကိုမခံစားရဘူးဆိုရင်ဒီကနေ့ကျွန်တော်တို့ဖြတ်တန်းခဲ့တယ်ကျွန်တော်လှုပ်ဆောင်တယ်ကျွန်တော်ကျင်းပတဲ့ခရစ်စမတ်ဟာကျွန်တော်ရဲ့အသက်တာအတွက်ဘယ်တော့မှအတိတ်ပဲရှိတဲ့ခရစ်စမတ်ဖြစ်လာစရာအကြောင်းမရှိအနှစ်သာရဒီနေ့လူတော်များများကအသွင်တရံလောက်မှကျွန်တော်အကျင့်နဲ့တယ်အသွင်တရံအရာအားလုံးထဲမှာလည်းအသွင်တရံနဲ့အနှစ်သာရဆိုတာရှိတာလူမှာလည်းအသွင်တရံရှိလို့အနှစ်သာရဆိုတာလည်းရှိတာအရာတိုင်းမှာဒီနေ့အသွင်တရံနဲ့အနှစ်သာရဆိုတာရှိဒါပေမဲ့ဒီအရာနှစ်ခုထဲမှာအရေးကြီးဆုံးအရာကဘယ်ဟာလဲဆိုရင်အနှစ်သာရဖြစ်တယ်ခရစ်စမတ်မှာလည်းခရစ်စမတ်ရဲ့အသွင်တရံရှိလို့အနှစ်သာရဆိုတာရှိပါဒီနေ့ကျွန်တော်အသင်းတော်မှာပွဲတော်စားတဲ့အခါမှာလည်းပွဲတော်မင်္ဂလာမှာလည်းအသွင်တရံရှိလို့အနှစ်သာရဆိုတာရှိဒီနေ့အသင်းတော်မှာဒီနေ့ဗတ္တိဇံခံယူခြင်းနေရာမှာလည်းအသွင်တရံရှိလို့အနှစ်သာရရှိပါဒီနေ့အဲ့ဒီအနှစ်သာရကိုကျွန်တော်သိဖို့လိုတယ်အဲ့ဒီအနှစ်သာရကိုကျွန်တော်နားလည်ဖို့လိုတယ်အဲ့ဒီအနှစ်သာရကိုကျွန်တော်ခံစားမှကျွန်တော်လုပ်တဲ့အရာဟာအတိတ်ပဲရှိသောအရာဖြစ်တာဗတ္တိဇံရဲ့အနှစ်သာရကိုသိပြီးတော့ခံစားပြီးမှဗတ္တိဇံခံယူခြင်းကအတိတ်ပဲရှိသောအရာဖြစ်တယ်ထိုနေ့၎င်းပဲဒီနေ့ကျွန်တော်ပွဲတော်မင်္ဂလာပါဝင်ခြင်းအရာမှာလေပွဲတော်ရဲ့အနှစ်သာရကိုကျွန်တော်သိဖို့လိုတယ်ပွဲတော်ရဲ့အနှစ်သာရကိုနားလည်ဖို့လိုတယ်ပွဲတော်ရဲ့အနှစ်သာရကိုခံစားဖို့လိုတယ်အဲ့ဒါမှကျွန်တော်ပါဝင်တဲ့အခါမှာအဲ့ဒီပွဲတော်ကကျွန်တော်အတွက်တကယ်အတိတ်ပဲရှိတဲ့အရာဖြစ်တာ
ထိုနည်း၎င်းပဲဒီနေ့ကျွန်တော်ပြောနေတဲ့ယခုဖြတ်တန်းနေတဲ့ကျွန်တော်လှုပ်ဆောင်နေတဲ့ကျွန်တော်ကျင်းပနေတဲ့ကျွန်တော်ကြားနေတဲ့ကျွန်တော်လုံနေတဲ့ဒီခရစ်စမတ်မှာလည်းအနှစ်သာရဆိုတာရှိပါတယ်အဲ့ဒီအနှစ်သာရကဘာလဲဆိုရင်တလောကလုံးရဲ့အပြစ်ကြွေးတယ်တလောကလုံးကဒီနေ့အပြစ်တင်နေတယ်အပြစ်တရားအောက်ထဲမှာမွေးဖွားလာတဲ့လူတွေဖြစ်သောကြောင့်အပြစ်ရှိသောကြောင့်ဒီလူတွေရဲ့အသက်တာထဲမှာအပြစ်တရားရဲ့အကျိုးဆက်ဖြစ်တဲ့ပြင်ပန်းခြင်းကိုသူတို့ကြုံနေရတယ်ဆင်းရဲခြင်းကိုသူတို့ခါးစည်းခံနေရတယ်ကျင့်ခြင်းတင်နေတယ်သေခြင်းကိုဥတည်နေတယ်အဲ့တော့ကြောင့်မို့ဒီနေ့အဲ့ဒီတလောကလုံးရဲ့အပြစ်ကြွေးအားလုံးကိုဆက်ပေးဖို့ရန်အတွက်ခင်ယေရှုခရစ်တော်ဖခင်ကလည်းဒီအမြင့်ပါမကြံတော့အမြင့်ပါမကြံအပြင်သဘောနဲ့ပြောမယ်ဆိုရင်ဒီနေ့အကိုင်းအခက်တွေပဲရှင်းပေးတဲ့ဖခင်မဟုတ်ပြင်ပန်းခြင်းဆိုတဲ့ဒီအကိုင်းအခက်လေးတွေကိုပဲလိုက်ပြီးတော့ရှင်းပေးတဲ့ဖခင်မဟုတ်စင်ရဲ့ချင်းဆိုတဲ့အရာထဲမှာပဲဖခင်ကရှင်းပေးတဲ့ဟုတ်မဟုတ်ဒီနေ့ဖခင်ကအဲ့ဒီပြင်ပန်းခြင်းရဲ့အရင်မြစ်ဖြစ်တယ်ပြင်စေပါမကြံအမြင့်ပါမကြံအကုန်လုံးရှင်းပေးတော့ဖခင်ဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ယေရှုခရစ်တော်ဖခင်ကဒီနေ့အပြစ်ရှိနေတဲ့သင်နဲ့ကျွန်ုပ်ကိုအဲ့ဒီအပြစ်တရားရဲ့အောက်ကနေလွတ်မြောက်ဖို့ရန်အတွက်သင်နဲ့ကျွန်ုပ်ရဲ့အပြစ်အလုံးအတွက်လက်ဝါးကပ်တိုင်ပေါ်မှာအသေးခံပြီးတော့ဖြည့်ရှင်းပေးခဲ့တာဖြစ်တယ်။ဒါကြောင့်ကျမ်းစာတစ်ချက်ကဒီလိုရေးပါတယ်။တစ်ကော15မှာငွေ3လောက်ပါငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေးဥစွာအပ်ပေးသောအကြောင်းအရာဟုမူကားခရစ်တော်သည်ချမ်းသာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တင်းကြိုပြီးမှချမ်းသာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ခရစ်တော်လောကကိုကြွလာတယ်ဆိုတာတဲ့သင်နဲ့ကျွန်ုပ်ရဲ့အပြစ်တွေကားတိုင်ပေါ်မှာအသေးခံဖို့ရံပြောဖြစ်တယ်ဖခင်ကလေတရားမျှတသောဖခင်ဖြစ်တယ်လို့သစ္စာဂတိတည်တော်ဖခင်ဖြစ်တယ်ဖခင်ဖခင်ပြောထားတဲ့စကားကိုဘယ်တော့မှဖခင်ကမဖြတ်ဘူးဖခင်သူပြောထားတဲ့စကားကိုဘယ်တော့မှဖခင်ပြန်ပြီးတော့သစ္စာမဖောက်ဖခင်ပြောတဲ့အပြစ်တရားဤအခါကသိချင်းအဲ့တော့ကျွန်တော်ယေရှုခရစ်တော်ဖခင်ကအပြစ်ရှိနေတဲ့သင်နဲ့ကျွန်ုပ်အပြစ်တရားအောက်မှာမွေးဖွားလာတဲ့သင်နဲ့ကျွန်ုပ်ကိုချစ်လို့ဒီနေ့သင်နဲ့ကျွန်ုပ်ရဲ့အပြစ်ကြွေးကိုဆက်ဖို့ရန်အတွက်ကားတိုင်ပေါ်မှာအသေးခံတာဖြစ်တယ်။ဒါကြောင့်ခရစ်တော်သည်တဲ့ငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏ယေရှုခရစ်တော်ဖခင်လက်ဝါးကပ်တိုင်ပေါ်မှာအသေးခံတယ်ဆိုတာခရစ်တော်ကသူ့ရဲ့အပြစ်ကြောင့်မဟုတ်အပြစ်နဲ့ကင်းစင်သောတိုးတငယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်ယေရှုခရစ်တော်ဖခင်ကအပြစ်ကင်းသောသူဖြစ်တယ်အပြစ်ကင်းသောဖခင်သခင်ရဲ့တိုးတငယ်ဖြစ်တယ်သို့တော်လည်းအပြစ်မရှိတဲ့ယေရှုခရစ်တော်ဖခင်ကယနေ့သင်နဲ့ကျွန်ုပ်ကိုချစ်တော်ကြောင့်သင်နဲ့ကျွန်ုပ်အဖို့အလုံးကသင်နဲ့ကျွန်ုပ်ရဲ့အပြစ်ကြွေးကြောင့်လက်ဝါးကပ်တိုင်ပေါ်မှာအသေးခံတာဖြစ်တယ်အသေးခံရုံပဲလားမဟုတ်ပါဘူးတဲ့တင်းကြိုပြီးမှတဲ့ကျမ်းစာလာသည့်အတိုင်း3ရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ဟာလေလုယာဒါကြောင့်ဒီနေ့ယေရှုခရစ်တော်ဖခင်ကလောကကိုကြွလာတယ်ဆိုတာလူမျိုးစုတစုအတွက်မဟုတ်ပါလောကကိုကြွလာတယ်ဆိုတာဘာသာတစ်ခုအတွက်မဟုတ်ပါလောကကိုကြွလာတယ်ဆိုတာဒီနေ့လူဒန်းစားတရက်အတွက်ကြွလာတော့မဟုတ်ဘူးအပြစ်ရှိနေတဲ့တလောကလုံးအတွက်လောကကိုကြွလာတာဖြစ်တယ်ဒါမဲ့လူတွေမသိနားမလည်တဲ့အခါမှာခရစ်စမတ်ဆိုတာကရင်လူမျိုးတွေအတွက်ချင်းလူမျိုးတွေအတွက်ချင်းလူမျိုးတွေအတွက်ခရစ်စမတ်ဆိုတာဒီခရစ်ယာန်ဘာသာတွေရဲ့ပွဲမချက်ပြုကြအမှန်တော့ခရစ်စမတ်ဆိုတာခရစ်တော်ကလောကမှာရှိနေတဲ့လူတွေအားလုံးအပြစ်ကနေလွတ်ဖို့ရန်အတွက်အပြစ်တရားထဲကနေလွတ်ဖို့ရန်အတွက်ပြင်ပန်းခြင်းစင်ရေးခြင်းထဲကနေချမ်းသာကိုခံစားဒါကြောင့်ယေရှုကလည်းဝင်လေ၍ပြင်ပန်းတော်သူအပေါင်းတို့ငါထံတော်
လာကြလို့ငါဒီချမ်းသာပေးမိဒီနေ့အပြစ်တရားရဲ့အကျိုးဆက်ကဆင်းရဲခြင်းပဲဒါမဲ့ယေရှုခရစ်တော်ဖခင်ထဲမှာပဲချမ်းသာဆိုတာရှိတယ်ဒါကြောင့်ဝန်လေးရွပြင်ပန်းတော်သူအပေါင်းတို့ငါထံတော်လာကြငါသည်ချမ်းသာပေးမယ်ဟာလေလုယာဒီနေ့အဲ့ဒီချမ်းသာလဲတော်လဲတော့မခံယူနဲ့နော်ဖခင်ပေးတဲ့ချမ်းသာဆိုတာညင်ဝတ်ခြင်းဖြစ်တယ်ဟာလေလုယာယခုဘဝမှာလည်းညင်ဝတ်တယ်လို့တမလွန်နဲ့ပတ်သက်ပြီးမှလည်းညင်ဝတ်ခြင်းကိုခံစားရတာဖြစ်တယ်ဖခင်ပေးတဲ့ချမ်းသာအဲ့ဒီနေ့ယေရှုခရစ်တော်ဖခင်ကကျမ်းတဲ့ချက်မှာလည်းသူတို့ထပ်ပြီးတော့ရေးထားတယ်ယေရှုခရစ်ရဲ့အပြစ်ရှိသောသူတို့ကိုကေတင်ခြင်းကဤလောကတို့ကြွာလာတော်မူသည်ဟုသောစကားသည်သစ္စာစကားဖြစ်အကျွေးမဲခံယူအပ်သောစကားလေးဖြစ်တယ်သခင်ယေရှုခရစ်တော်ဖခင်လောကကိုမကြွလာဘူးဆိုရင်ခရစ်စမတ်ဆိုလည်းရှိစရာအကြောင်းမရှိဘူးလူတွေလည်းအပြစ်တရားအောက်ကနေလွတ်မြောက်စရာအကြောင်းမရှိဘူးလူတွေကအမြဲတမ်းပြင်ပန်းခြင်းထဲမှာပဲသွားနေအောင်ပါစင်ရဲ့ချင်းကိုခါးစည်းခံပြီးတော့ရှင်တန်နေရအောင်ပါကြင်ချင်းကနေလွတ်စရာအကြောင်းမရှိဘူးသေချင်းတရားကိုပဲဥတည်နေအောင်ပါဖြစ်တယ်ဒီနေ့သေချင်းလို့ပြောတဲ့အခါမှာလေကျမ်းစာထဲမှာဒုတိယသေချင်းလို့ပြောတာနော်ဒုတိယသေချင်းပထမသေချင်းကတော့လူမှန်ရင်မွေးဖွားရလာတဲ့လူမှန်ရင်သေရကြရင်သေဆုံးရမှာဒါကတော့သမတာပဲတို့တော်လေဒီနေ့အဲ့ဒီသေဆုံးခြင်းဖြစ်သွားတော်ညာလေဒီနေ့ယေရှုခရစ်တော်ဖခင်ကိုယုံကြည်တော်သူတွေသေလွန်တော်လေရှင်လိမ့်မယ်ဒုတိယသေခြင်းကိုဆက်ပြီးတော့ဥတည်ဆရာမလို့တော့ဘူးဒီနေ့ဒုတိယသေခြင်းဆိုတာဗျာဒိတ်ကျမ်းကိုဖတ်ကြည့်တဲ့အခါမှာထိုအခါတဲ့မရနာနဲ့မရနာနိုင်ငံကိုမိအိုက်သေးတို့ချပစ်လေ၏ထိုသေခြင်းကဒုတိယသေခြင်းဖြစ်သည်ကျွန်တော်စားပြီးတော့တင်တန်းကျမ်းဒီတမန်ကျမ်းစာတင်တန်းနဲ့စားပြီးတော့တက်ခါစမှာဆရာတွေကျမ်းစာတင်တဲ့အခါမှာပြောတဲ့စကားတစ်ခုရှိတခါပဲမွေးတော်သူဟာတဲ့ငါခါတည်ရမယ်တဲ့အဲ့ဒီစကားဆွဲသွားတယ်မမေ့နိုင်ဘူးအဲ့ဒီကငါခါမွေးရင်တော့တခါပဲတည်ရမယ်အဲ့ဒီစကားလုံးအဲ့ဒါကဒုတိယမွေးခြင်းနဲ့ပတ်သက်ပြီးမှတွင်တင်ပေးတာကိုတင်ကြားပေးတာဒီနေ့ပထမမွေးခြင်းကဒီမှာရှိနေတဲ့ကျွန်တော်တို့အားလုံးအမေအဖကနေမွေးလာတဲ့လူတွေအားလုံးကပထမမွေးခြင်းပဲဒီနေ့ဒီအသက်ရွယ်နဲ့အရွယ်ရောက်နေပြီကျွန်တော်ပထမမွေးခြင်းဒုတိယမွေးခြင်းကတော့ဖျားကိုတော်တိုင်ပြန်ပြီးတော့ဖွာလိုက်တဲ့ဖျားသားမျိုးကိုပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့ဒီဒုတိယမွေးခြင်းကိုခံတော်သူကဒုတိယတည်ခြင်းကိုသွားစရာအကြောင်းမရှိတော့ဒါကြောင့်ဆောနာကပြောတယ်အပြစ်တရားရဲ့အကျိုးဆက်ကပြင်ပန်းခြင်းအပြစ်တရားရဲ့အကျိုးဆက်ကဆင်းရဲခြင်းအပြစ်တရားရဲ့အကျိုးဆက်ကကြိမ်ခြင်းအပြစ်တရားရဲ့အကျိုးဆက်ကသေခြင်းသို့တော်လေယေရှုခရစ်တော်ဖခင်ကဒီနေ့အဲ့ဒီပြင်ပန်းခြင်းအဲ့ဒီဆင်းရဲခြင်းအဲ့ဒီကြိမ်ခြင်းအဲ့ဒီသေခြင်းနဲ့ပတ်သက်တဲ့အရင်းမြစ်ဖြစ်တဲ့အပြစ်တရားအလုံးကိုလက်ဝါးကတိုင်ပေါ်မှာသူကိုယ်တိုင်အသေးခံပြီးတော့ဖြည့်ရှင်းဖြည့်လွတ်ပေးခဲ့တာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်ဆောနာပြောတယ်ယေရှုကငါရဲ့အပြစ်ကြွေးတွေအားလုံးအတွက်လက်ဝါးကတိုင်ပေါ်မှာအသေးခံတယ်တကြိုချင်းခံတယ်ရှင်ပြန်ထောင်းမြောက်တဲ့အသက်ရှင်တော်ဖခင်ငါကိုကေတင်တော်ဖခင်ငါကိုရွေးနှုတ်တော်ဖခင်လို့သင်ကြားပြီးမှယုံကြည်ဝန်ခံတော်သူရဲ့အသက်တာကိုရောမဩဝါဒစာထဲမှာကဒီလိုဖော်ပြရောမဩဝါဒစာခန်းကြီး၈မှာယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်ဤတရားသည်တဲ့အပြစ်တရားဤလက်မှ၎င်းသေခြင်းတရားဤလက်မှ၎င်းငါတို့ကိုကယ်လွတ်ပြီဟာလေလုယာယေရှုခရစ်၌တည်သောဝိညာဉ်တော်ဤတရားဝိညာဉ်တော်ဤတရားတနည်းအားဖြင့်ပြောမယ်ဆိုရင်ဇောနာကပြောတယ်အဲ့ဒီဝိညာဉ်တော်ဤတရားကကျွန်တော်တို့ကိုဘေးအထဲကနေလေဆိုရင်အပြစ်တရားလက်ထဲမှာ၎င်းသေခြင်းတရားရဲ့လက်ထဲမှာ၎င်းငါတို့ကိုကယ်လွတ်ပြီဟာလေလုယာ
အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့အသက်တာဒီနေ့သင်နဲ့ကျွန်တော်ဟာရဲ့အပြစ်ကြွေးအားလုံးတွေယေရှုခရစ်တော်ဖခင်လက်ဝါးကပ်တိုင်ပေါ်မှာစပ်ပေးပြီးဖြစ်တော်ကြောင့်ဒီနေ့သင်နဲ့ကျွန်တော်ဒီအပြစ်တရားရဲ့လက်ထဲကနေလွတ်မြောက်တော်သူဖြစ်တယ်ဟာလေလုယာသေခြင်းတရားလက်ထဲကနေလည်းလွတ်မြောက်တော်သူဖြစ်တယ်ဒီနေ့တလောကလုံးမှာရှိနေတဲ့လူတိုင်းကိုအဲ့ဒီအတိုင်းခံစားစေခြင်းလို့အဲ့ဒီအတိုင်းဖြစ်ခြင်းလို့ယေရှုခရစ်တော်ဖခင်လောကကိုကြွလာတာအဲ့ဒီလူတွေရဲ့အပြစ်ကြွေးကိုစပ်ပေးဖို့ရတဲ့ယေရှုခရစ်တော်ဖခင်လောကကိုကြွလာတာဒီချိန်ချင်းနဲ့ပတ်သက်ပြီးမှစောနာပြောတဲ့လူယောက်ျားနဲ့လူမိန်းမဖခင်စကားကိုချိုးဖောက်လိုက်တဲ့အချိန်ဖခင်စကားကိုနားမထောင်လိုက်တဲ့အချိန်ကနေစပြီးတော့ဖြစ်လာတယ်ဖခင်ကလေဖခင်ရဲ့ချိန်ချင်းက၄နေရာတက်ရောက်မွေဆိုတဲ့တရိษံပေါ်မှာဖခင်ရဲ့ချိန်ချင်းတက်ရောက်လူမိန်းမရဲ့အဲမှာဖခင်ရဲ့ချိန်ချင်းတက်ရောက်လူယောက်ျားရဲ့အဲမှာလည်းပေါ်မှာလည်းဖခင်ရဲ့ချိန်ချင်းတက်မြေကြီးပေါ်မှာလည်းဖခင်ရဲ့ချိန်ချင်းတက်ရောက်တယ်ဒီနေ့ကျွန်တော်တို့ကလေဒီချိန်ချင်းကိုဖြစ်စေတော့အပြစ်တရားအတွက်ယေရှုခရစ်တော်ဖခင်ကအသေးခံပြီးတော့စပ်ပေးပြီးပြီဒီနေ့သင်နဲ့ကျွန်တော်တို့ဘာမှချိန်ချင်းခံစရာအကြောင်းမရှိတော့ဒီနေ့ကျမ်းစာထဲမှာတော့ယေရှုခရစ်အားဖြင့်ကောင်းကြီးမင်္ဂလာခံရတော်သူဖြစ်တယ်လို့ပြောတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ကအာရန်အားဖြင့်ချိန်ချင်းကိုခံရပေမယ့်ဒီနေ့ယေရှုခရစ်တော်အားဖြင့်ကောင်းကြီးမင်္ဂလာခံရတော်သူဖြစ်တယ်ဟာလေလုယာအဲ့ဒီချိန်ချင်းကကျွန်တော်နဲ့မဆိုင်တော့ဘူးဘာမှဒီနေ့ကျွန်တော်ရဲ့သက်တာထဲမှာချိန်ချင်းနဲ့လွတ်မြောက်တော့ဒါကြောင့်ခရစ်တော်၌တည်၍တည်သောဝိညာဉ်တော်တရားကကျွန်တော်တို့ကိုချိန်အပြစ်တရားထဲကနေ၎င်းသေခြင်းတရားလက်ထဲနဲ့၎င်းကျွန်တော်ကယ်လွတ်ပြီးပြီဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့သက်တာထဲမှာလေဒီနေ့ပထမဦးဆုံးနားလေရမယ့်အရာကခရစ်စမတ်လို့ပြောတဲ့အခါမှာအော်ခရစ်စမတ်ဆိုတာငါ့ကိုအပြစ်တရားထဲကနေလွတ်မြောက်စေတဲ့အရာဖြစ်တယ်ခရစ်စမတ်ဆိုတာငါ့ကိုသေခြင်းတရားလက်ကနေလွတ်မြောက်စေတဲ့အရာဖြစ်တယ်ဟာလေလုယာအဲ့ဒါမဟုတ်ဘဲနဲ့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာပျော်ဝဲရှင်ပွဲလောက်မှာပဲပြီးသွားရင်ပြီးသွားမှာဟိုးကျွန်တော်ရဲ့မိသားစုတွေစားကောင်းတောက်ဖွယ်တွေကောင်းတပါဆိုတဲ့ဝိစားတွေဆင်ရင်မှုထဲမှာပဲပြီးသွားမှာဒီကနေ့ဒီအရာလောက်ပဲမဟုတ်ဒီအရာကအတွင်းတာအနှစ်သာရကဒီကနေ့ယေရှုခရစ်တော်ဖခင်လောကကိုကြွလာရခြင်းကကျွန်တော်ဒီအပြစ်တရားအောက်ကနေလွတ်ဖို့ဖြစ်တယ်ယေရှုခရစ်တော်ဖခင်လောကကိုကြွလာရခြင်းကကျွန်တော်ကသေခြင်းတရားကနေလွတ်ဖို့ရန်အတွက်ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဒီအပြစ်တရားကနေလွတ်မြောက်ပြီဖြစ်တယ်သေခြင်းတရားကနေလွတ်မြောက်တော်သူဖြစ်တယ်ဖခင်ကအဲ့ဒီအတိုင်းပဲပြောပါတယ်ဒါတပိုင်းကျွန်တော်နောက်တစ်ခုလောက်ပြောပြချင်ပါအဲ့ဒီနောက်တစ်ခုကဘာလဲဆိုရင်စောနာကပြောတယ်ခရစ်တော်အားဖြင့်အပြစ်တရားလက်ထဲကနေလွတ်မြောက်ခြင်းခံရတော်သူခရစ်တော်အားဖြင့်သေခြင်းတရားလက်ထဲကနေလွတ်မြောက်တော်သူယေရှုခရစ်တော်ထံကိုရောက်ပြီးတော်သူယေရှုခရစ်တော်ဖခင်ကိုယထားတော်သူထာဝရအသက်ကိုခံစားရတော်သူဖခင်သားသမီးဖြစ်ပြီဆိုတဲ့အာမခံချက်ရှိတော်သူနောက်ဆက်တွဲကပါလေရှမသက်ခရစ်ဝင်ကျမ်းကိုတစ်ချက်ကြည့်အောင်ရှမသက်ခရစ်ဝင်ကျမ်းမနော်အချက်အဲ့ဒီနောက်မှာကျွန်တော်ဆင်ခြင်မိတဲ့အရာကအချက်၃ချက်ကိုဆင်ခြင်မိတယ်ဒါပေမဲ့တစ်ခုလေးပဲပါတစ်ခုလေးပဲကျွန်တော်အတူကကြည့်အောင်ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီးနဲ့အပိုင်းငယ်9ကနေ7လောက်ထိအတူတူကဖတ်ကြည့်ရတွေ့လားတွေ့ရင်ဖတ်ကြည့်အောင်သောအခါဟေရုမင်းကြီးသည်မာကုပညာရှိတို့ကိုမထင်မရှားခေါ်၍ခြေပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မင်းမြန်းပြီးမှ
တင်တို့သွား၍ထိုသူငယ်ကိုစ조사ရှာကြပါတွေ့လင်ငါထံတို့ပြန်လာ၍ငါလေထိုသူငယ်ကိုဖိုးတွေ့ပူဇော်ရအောင်ကြားပြောကြပါဟုမာထားတော်မူလဲဗက်လင်မျိုးတို့ဆေလွတ်လေ၏ထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလင်ဖက်သွားကြ၍အရှိပြည်၌မြင်ရသောခြေသည်သူတို့ရှေ့ကသွားသဖြင့်သူငယ်တော်ရှိရာအရက်အပေါ်တို့ရောက်၍သီလက်နေ၏ထိုခြေကိုမြင်ပြန်သောအခါအလိုဝမ်းမြောက်ဝမ်းသာခြင်းရှိ၍အိမ်သို့ဝင်လေသောမေတော်မာရိနှင့်တကွာသူငယ်တော်ကိုတွေ့မြင်လင်ပြက်ဝတ်ကိုးကွယ်၍မိမိတို့ဗန္နာဥစ္စာကိုဖွင့်ပြီးမှလောဘန်နှင့်မူရန်သည်ဟုသောနန္တာမျိုးကို၎င်းရွှေကို၎င်းစက္ကပ်ပူဇော်ကြ၏ကျွန်တော်ဒီအကြောင်းအရာတွေကဒီဇင်ဘာလအဆွေနေရတော်များများမှာကြားရဖခင်ရဲ့နှုတ်ကပတ်တော်ကလေနော်ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ရဲ့စကားဆိုတာအမှန်တော့ဒီကျမ်းပိုက်ကတော့ဒီကာလအတွက်ဒီကျမ်းပိုက်ကတော့ဒီရာဒီအတွက်ဒီကာလဒီကျမ်းပိုက်တော့ဒီအခြေအနေမျိုးမှအတွက်ဆိုမှတီးခြားခွဲခြားထားတာတော့မရှိဘူးဒါပေမဲ့လူတွေကခွဲခြားစိတ်ဖြာလိုက်တာလူကြီးအားလုံးမျိုးခွဲခြားစိတ်ဖြာပြီးတော့ခံယူတာအခုကျွန်တော်ဟိုကျမ်းပိုက်တစ်ပိုက်ဆိုရင်ကျွန်တော်မချဘူးပါဘူးကောင်းရင်တမန်တွေကတိုးထင်းတွေကိုလာပြောတဲ့စကားယနေ့တွေဒါဝိဒ်ရဲ့မြို့၌သခင်ခရစ်တော်သည်ဟူသောကေတင်တော်ရှင်သည်သင်တို့ဖို့လို့ငါဖွားမြင်ခြင်းကိုခံတော်မူပြီးဒီလအဆုံးပဲအဲ့ဒီကျမ်းပိုက်ဇန်နဝါရီလမကြားရတော့တကယ်မကြားရအမှန်တော့ကျွန်တော်ကလေအဲ့ဒီကျမ်းပိုက်ကိုကျွန်တော်ဆင်ခြင်မိတဲ့အခါမှာဖွားမြင်ခြင်းခံတဲ့ယေရှုကငါ့ကိုကေတင်တော်ကေတင်ရှင်ဖြစ်တာပဲအဲ့ဒီကေတင်ရှင်လို့ပြောတဲ့အခါမှာငါ့ကိုကေတာကအပြစ်စင်ခြင်းအပေငရေကနေကေတယ်လို့လောကမှာအသက်ရှင်စဉ်ကာလမှာနေ့ရက်စတိုင်းကျွန်တော်တွေ့ကြုံရင်ဆိုင်နေရသောခတ်သိမ်းသောလောကတရားတွေမှာလည်းကေနေတော်ဖျားအမြဲတမ်းဖတ်ရှုဆင်ခြင်လို့ရပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒါကတော့မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ကျမ်းပိုက်ဟလားဒါကတော့နာရင်နဲ့ပတ်သက်တဲ့ကျမ်းပိုက်ဒါကတော့မွေးနေ့နဲ့ပတ်သက်ပြီးတော့မွေးနေ့နဲ့ဆိုင်တဲ့ကျမ်းပိုက်ဟလားဒါကတော့ကျေးဇူးချီးမွမ်းခြင်းနဲ့ဆိုင်တော့ကျမ်းပိုက်ဒါကခရစ်စမတ်နဲ့ဆိုင်တော့ကျမ်းပိုက်ဒါကတော့နှစ်သက်နဲ့ဆိုင်တော့ကျမ်းပိုက်ဒါကလူကခွဲထားတာပါလူကခွဲလိုက်တာပါအမှန်တော့ဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ကအချိန်အခါမရွေးအမြဲတမ်းကျွန်တော်တို့အတွက်ခံယူရမယ့်အရာဖြစ်တယ်ခံယူရမယ့်အရာဖြစ်တယ်ဒါအခုဆောနာကျွန်တော်ဖတ်လိုက်တယ်ဒီမာကုပညာရှိတွေနဲ့ပတ်သက်ပြီးမှလေဒီကာလမှာပဲကျွန်တော်တို့အများဆုံးကြားရတာပဲဒီကာလမှာပဲဟောပြောဝင်တာကျွန်တော်တို့ကြားရတာပဲကျန်တဲ့ຢာဒီမှာဒီနေ့အဲ့ဒီအရာတွေကျွန်တော်တို့သိမကြားရပါဘူးဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်တို့သိတယ်မာကုပညာရှိတွေကိုခရစ်တော်စီကိုယေရှုစီကိုရောက်လာဖို့ရန်အတွက်ဖခင်ကမာကုပညာရှိဘာနဲ့လမ်းပြခဲ့တယ်လဲဆိုရင်ခြေအားဖြင့်လမ်းပြခဲ့တာတယောက်နဲ့တယောက်တော့မတူဘူးနော်တိုးထင်းတွေကိုကြတော့ကောင်းကင်တမန်ကလာပြီးတော့ဟောပြောဝင်ရတာတို့မာကုပညာရှိတွေကိုတော့ကောင်းကင်ကနေခြေအားဖြင့်ဒီနေ့ကျွန်တော်တို့ကိုကြတော့ဖခင်ရဲ့ဧဝံဂေလိတရားအားဖြင့်ခရစ်တော်ရဲ့ဧဝံဂေလိတရားအားဖြင့်ဒီနေ့ကျွန်တော်ကိုခရစ်တော်ထံသို့ပို့ဆောင်တာဖြစ်တယ်ဒါအခုမာကုပညာရှိတွေကအဲ့ဒီခြေအားဖြင့်ဘုသူစီကိုရောက်လာလေဆိုရင်ယေရှုစီကိုရောက်လာတယ်တနည်းအားဖြင့်ပြောဆိုရင်ယေရှုထံသို့ရောက်သွားပြီယေရှုစီကိုရောက်သွားပြီယေရှုကိုရှာပြီးသွားပြီဒီနေ့ကျွန်တော်တို့ဒီနေ့ပြောဝင်ရတဲ့နှုတ်ကတော်နဲ့ဆိုရင်အပြစ်တရားကနေလွတ်သွားပြီသေခြင်းတရားကနေလွတ်မြောက်ခြင်းခံရပြီအဲ့ဒီလူတွေဘာဆက်လုပ်တယ်လဲယေရှုစီကိုရောက်သွားတဲ့သူတွေယေရှုကိုရှာပြီးတဲ့လူတွေအပြစ်လွတ်ခြင်းခံရတော်သူတွေသေခြင်းတရားကနေလွတ်မြောက်တော်သူတွေဘာဆက်လုပ်တယ်လဲအဲ့ဒီမှာဆောနာကျွန်တော်ဖတ်သွားတဲ့အခါမှာအိမ်တို့ဝင်လေတော်မေတော်မာရိနှင့်တကွသူငယ်တော်ကိုတွေ့မြင်လေပြက်ဝတ်ကိုးကွယ်၍ဟာလေလုယာတစ်ချက်လုပ်တဲ့အရာကပြက်ဝတ်ကိုးကွယ်ခြင်းကိုးကွယ်ခြင်းကိုလုပ်တာဖြစ်တယ်
ဒီနေ့ခရစ်စမတ်လို့ပြောတဲ့အခါမှာဒီနေ့ယေရှုခရစ်တော်ဖခင်ကငါရဲ့အပြစ်ကြွေးအားလုံးကိုလက်ဝါးကတိုင်ပေါ်မှာဆက်ပေးတော့ကြောင့်ငါသည်အပြစ်လွတ်ခြင်းခံရတော်သူဖြစ်တယ်ငါသည်အပြစ်တရားကနေလွတ်မြောက်ခြင်းခံရတော်သူဖြစ်ငါသည်သေခြင်းတရားကနေလွတ်မြောက်တော်သူဖြစ်တယ်နောက်တစ်ခုကြတော့ဒီနေ့ခရစ်စမတ်ဆိုတာထိုသခင်ခရစ်တော်ဖခင်ကိုကိုးကွယ်တယ်မှုရဖြစ်တယ်ကိုးကွယ်ခြင်းဖြစ်ပါတယ်ကျွန်တော်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးမှအသင်းတော်မှာတော့ကျွန်တော်အမြဲတမ်းပြောတယ်နော်ဆောနာလည်းဆရာအားတော်လည်းပြောပါတယ်နှုတ်ကပတ်တော်ကိုခံယူခြင်းအဖြစ်ဗါတယ်လေဖခင်ကိုဆက်ပြီးကိုးကွယ်ရအောင်ဒီနေ့သခင်ယေရှုခရစ်တော်ဖခင်ရဲ့နာမတော်အောက်မှာသခင်ယေရှုခရစ်တော်ဖခင်ရဲ့နာမတော်ကိုဗဟိုပြုပြီးမှဒီကနေ့ကျွန်တော်ဒီနေရာမှာအတူတကွတီဆိုချီးမွမ်းခြင်းကဖခင်ကိုကိုးကွယ်တာဖြစ်တယ်ဖခင်ကိုကိုးကွယ်တာဒီနေ့ကျွန်တော်ရဲ့တမလေးဒီနေ့အဲ့ဒီတခါတလေကြရင်အဲ့ဒီကိုးကွယ်ခြင်းဆိုတဲ့အရာထဲကိုမရောက်လာဘဲနဲ့ဒီနေ့ကျွန်တော်အလုပ်တစ်ခုလိုပဲကျွန်တော်ခေါင်းထဲမှာရှိဖို့မဟုတ်ဒီနေ့ကျွန်တော်လုပ်နေတာကဖခင်ကိုကိုးကွယ်တာဒီနေ့ကျွန်တော်ဒီနေရာမှာအစေခံနေတာဖခင်ကိုကိုးကွယ်တာပဲဖခင်ပြောတဲ့စကားကိုကျွန်တော်နားထောင်နေတာဖခင်ကိုကိုးကွယ်တာပဲဖခင်နဲ့ပတ်သက်တဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့ကြီးမြတ်ခြင်းတွေကိုရေးဆက်ထားတဲ့တခြင်းတွေကိုသိဆိုတာဖခင်ကိုကိုးကွယ်တာပဲဒီနေ့တခြင်းဆိုယုံတတ်မဟုတ်ဒီနေ့ဆုတောင်းတဲ့ပသနာပြုခြင်းအဖြစ်ဖခင်ကိုကိုးကွယ်တာကျွန်တော်ပြီးခဲ့တဲ့ကြာတာပရေနဲ့ညအိမ်မက်ထဲမှာမကြာခဏပါဒါကတော့ချို့လူလည်းဖြစ်ဖူးမှာပေါ့နော်မကြာခဏအိမ်မက်ထဲကနေကျမ်းစာတင်တာတို့တရားဟောတာတို့ဒါပေမဲ့တခါမှအိမ်မက်ထဲမှာအစင်ချောတာတခါမှမရှိခဲ့ဘူးကျမ်းစာတင်လည်းဘယ်တော့မှအစင်မချောကိုပြောမဲ့ကျမ်းပိုက်ရှာလို့ကိုမတွေ့ဘူးဟဲ့ရှာတယ်ဟာဟိုဘက်ရောက်သွားမတွေ့တော့တရွေးချင်းလာမှာဆိုတခါတည်းကြရင်လားအများကြီးပြန်ပါတော့ပြန်ကြော်သွားပြန်ပြီးလိုက်ရှာမတွေ့ပြီးခဲ့ညမှာအဲ့ဒီကြာတယ်ဟိုနေ့ညမှာကျွန်တော်ကတခုခုဘာလဲဆိုတော့မမှတ်မိဘူးဒါပေမဲ့အဲ့ဒီတခုခုကိုပြောဖို့ရန်အတွက်အဲ့ဒီကြံပိုက်ကိုလိုက်ရှာတာနောက်ဆုံးတီးလိုက်တာကတော့ဒီနေ့ကြမ်းချက်ပဲတီးလိုက်တယ်ရှင်လုကာ20နှစ်ဟာပါလေမနဲ့နိုးလာတော့လိုက်ဖတ်ကြည့်တဲ့အခါမှာအဲ့ဒီထဲကနေတခုတွေ့ရတယ်ဗျအဲ့ဒါပါလေဆိုရင်သခင်ယေရှုခရစ်တော်ဖခင်ကနောက်ဆုံးရန်သူလက်တို့အနံ့ချင်းခံခါနီးမှာဂေရရှမန်ဥယျာဉ်မှာသွားပြီးတော့ဆုတောင်းတယ်ဆုတောင်းတဲ့အခါမှာတပည့်တော်တွေကိုပြောတဲ့စကားနော်တပည့်တော်ပြောတဲ့စကားမင်းတို့တဲ့အဲ့ဒီအခုကျွန်တော်ဒီချမ်းစာအုပ်ထဲမှာတော့စုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်ပါမည်အကြောင်းဆုတောင်းကြနတ်ခါပြောတယ်အဲ့ဒီစကားအားတဲ့ခင်ရှုခရစ်တော်ဘုရားသွားပြီးတော့ဆုတောင်းဘုရားနဲ့အချေယူဆုတောင်းပြီးတော့တပည့်တော်တွေစုပြန်ရောက်လာတဲ့အခါတပည့်တော်တွေကဝမ်းနေပြီးမှဝမ်းနေလေသူတို့ကတပည့်တော်ကဝမ်းနေလေအိတ်တာနော်ကျွန်တော်ကဝမ်းနေမအိတ်နိုင်တော့စိတ်လုံးရှားရင်လည်းမအိတ်နိုင်တော့ခါလေကြာရင်ကျွန်တော်တို့နောက်နေ့တွေမှာတခုခုလုံးမယ်ဟဲ့နောက်နေ့မှာတခုခုသွားတနေရသွားမယ်ဟဲ့ဆိုရင်ညဆိုရင်အိတ်လို့မရတော့ဟာဟိုဘက်လူလိမ့်ဒီဘက်လူလိမ့်မရတပည့်တော်တွေကတော့ဝမ်းနေလို့တဲ့အိတ်ပျော်တယ်နော်သူတို့ကတော့ဟုတ်တယ်ဝမ်းနေပြီးအိတ်ပျော်နေတာထားကြတော့မင်းတို့စုံစမ်းနှောက်ယှက်ခြင်းကနဲ့ကင်းလွတ်ပါမည်အကြောင်းဆုတောင်းနတ်ခါပြောတယ်ကျွန်တော်ဘာတစ်ခုနားလေသွားလေဆိုရင်ဒီနေ့ပထနာပြုတယ်ဆိုတာလဲဖခင်ကိုကိုးကွယ်တာပဲဖခင်ကိုကိုးကွယ်တာကျွန်တော်ကျမ်းစာဖတ်တယ်ဆိုတာကလည်းဖခင်ကိုကိုးကွယ်တာကျွန်တော်တက်တဲ့ခံတယ်ဆိုတာလည်းဖခင်ကိုကိုးကွယ်တာဒီနေ့ကျွန်တော်နှုတ်ဘတော်ဝင်ငါခြင်းအဖြစ်အစေခံတယ်ဆိုတာလည်းဖခင်ကိုကိုးကွယ်တာဒီနေ့ကျွန်တော်တို့ဒီအတူတကွတီဆိုချင်းမွမ်းတာလည်းဖခင်ကိုကိုးကွယ်တာဒီနေ့ကျွန်တော်တို့ဒီပေးလူတာလည်းဖခင်ကိုကိုးကွယ်တာပေးလူတွေဆိုတဲ့အထဲမှာပဲမရက်သွားဖို့ဖခင်လို့မရှိဘူးပေးလူချင်းအဖြစ်ဒီနေ့ငါကိုးကွယ်ဖခင်ကိုကိုးကွယ်နေတာဖခင်ကိုကိုးကွယ်နေတာဒါဆိုရင်
ဖယားကိုကိုးကွယ်တယ်ဖယားကိုကိုးကွယ်တယ်ဖယားတဲ့အချိန်ယူတယ်ဖယားနဲ့မိတ်ထားဖွဲ့တယ်ဒီအရာအားလုံးကလေသခင်ယေရှုခရစ်တော်ဖယားပြောတဲ့စကားကိုအခြေခံပြီးပြောမယ်ဆိုရင်ဘာကနေလွတ်ဖွဲ့နေစုံစမ်းနှောက်ရှက်ခြင်းဒီချမ်းသာမှာဒီအရာနဲ့ပတ်သက်ပြီးတော့လေတခြားချမ်းစာတွေလိုက်ဖတ်ကြည့်တော့အခါမှာနေရာမှာသွားတွေ့တယ်ဘာလဲဆိုရင်ဖြားယောင်းသွေးဆောင်ခြင်းစုံစမ်းစစ်ဆေးခြင်းလို့တွေ့ရတယ်အဲ့ဒီဖြားယောင်းသွေးဆောင်ခြင်းအမှုကိုဘယ်သူကပြုလဲဆိုရင်ဤလောကရဲ့မင်းကပြုတာဤလောကဤဖျားကပြုတာဖြားယောင်းသွေးဆောင်ခြင်းဘသူကိုပြုတာလဲဆိုရင်စောနာကပြောတယ်ခရစ်တော်ထံတော်ရောက်ပြီးတဲ့သူခရစ်တော်ကိုရှားပြီးတဲ့သူအပြစ်တရားတွေကနေလွတ်မြောက်ခြင်းခံရတော်သူသေခြင်းတရားကနေလွတ်ခြင်းခံရတော်သူယုံကြည်သူဖျားသားသမီးများကိုဖြားယောင်းသွေးဆောင်ခြင်းအမှုကိုဤလောကရဲ့မင်းကပြုတယ်ခင်ရှုတပည့်တော်ပြောတယ်စုံစမ်းနှောက်ယှက်ခြင်းဖြားယောင်းသွေးဆောင်ခြင်းစုံစမ်းစစ်ဆေးခြင်းကနေလွတ်ရပါမည်ကြောင်းအဲ့ဒီဖြားယောင်းသွေးဆောင်ခြင်းအောက်မှာမချတော့ဖို့ရန်အတွက်အဲ့ဒီဖြားယောင်းသွေးဆောင်ခြင်းနောက်ကိုမလိုက်မပါတော့ဖို့ရန်အတွက်ဖခင်ကဘာလုပ်ခိုင်းလဲဆုတောင်းပါလို့ပြောတယ်တနည်းဆိုဖခင်ကိုကိုးကွယ်ခိုင်းတာတောင်းဒီနေ့ဖခင်ကိုကိုးကွယ်တော်သူနဲ့ဖခင်ကိုကိုးကွယ်ခြင်းမရှိတော်သူရဲ့အတ္တမှာအယံခြားနာတယ်ကြုံရတာကတော့ဒီပုဂ္ဂိုလ်ဤလောကရဲ့ဖျားဤလောကရဲ့မင်းကတော့ယုံကြည်သူဖျားတိုင်းမှန်တဲ့သူတိုင်းကိုနီးမျိုးစုံနဲ့ဖျားအကြံစီလမ်းကနေလွဲချော်ဖို့ရန်အတွက်ဖျားယောင်းသွေးဆောင်ခြင်းအမှုကိုပြုတယ်ဖျားမသားပေးဘူးလားဖျားမစီသားပေးဘူးလားဟုတ်ယေရှုခရစ်တော်ဖျားကိုတော်တိုင်းလူစားသည့်ခံယူပြီးလောကကိုကြွလာတဲ့အခါမှာမန်နဲ့ရဲ့စုံစမ်းသွေးဆောင်ခြင်းကိုခံဖို့ရန်အတွက်ဝိညာဉ်တော်ကတော်တို့ပို့ဆောင်ခြင်းခံရတယ်ဒါကြောင့်ယေရှုခရစ်တော်အားဖြင့်ယေရှုထံသို့ရောက်ပြီးတဲ့သူတွေယေရှုကိုရှားတဲ့သင်နဲ့ကျွန်ုပ်ရဲ့အသက်တာတွေလေမန်နဲ့ရဲ့ဖြားယောင်းသွေးဆောင်ခြင်းကိုကျွန်တော်တို့ကြုံရမှာပဲဒီလောကမှာအသက်ရှင်မာနကလေဒီခါလေကျရင်ကျွန်တော်တို့စာတန်ရဲ့လှုပ်ရက်လို့ပြောတဲ့အခါမှာတပုံစံသေးကျွန်တော်တို့ခံယူလို့မရဗာလဲတခိုးတွေခိုးခြင်းတတ်ခြင်းဖြက်စီခြင်းအင်မတန်မှကြောက်စရာကောင်းတဲ့အရာတွေအားဖြစ်ပဲလာတာမဟုတ်ပါတခါတလေကျရင်မာနကလေအင်မတန်မှတိမ်မွေ့တဲ့အရာယုံကြည်သူဖျားသားမင်းများရဲ့အသက်တာထဲမှာနေ့စတိုင်းမှာဒီနေ့သူစိတ်ဝင်စားတဲ့အရာသူနေ့စတိုင်းမှာလှုပ်ဆောင်နေတဲ့အရာဒီအရာတွေကိုအခြေခံပြီးတော့မာနကလာပြီးတော့ဖျားအောင်သွေးဆောင်တယ်။ဒါရှမသက်ခရစ်ယာန်ခန်းကြီး၄ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာတွေ့ရပါယေရှုခရစ်တော်ဖျားကိုစုံစမ်းသွေးဆောင်ခြင်း၃ခုတွေ့ရတယ်။အစာအဖြစ်စုံစမ်းသွေးဆောင်တယ်။ကျမ်းစာအဖြစ်စုံစမ်းသွေးဆောင်တယ်။ဤလောကရင်းနဲ့ဆိုင်တဲ့ဘုံစည်းစိမ်အဖြစ်လာပြီးတော့စုံစမ်းသွေးဆောင်တယ်။ဒါကြောင့်ဒီနေ့သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာတခါတလေကြာရင်မာနကလေကျွန်တော်ရဲ့အသက်တာမှာကျွန်တော်မလိုလားတဲ့အရာတွေအဖြစ်မို့ကျွန်တော်တို့နှစ်သက်ပါတယ်ကျွန်တော်မက်မောပါတယ်ကျွန်တော်ခုံမြင်ပါတယ်ကျွန်တော်ကျင်လေပါတယ်ဆိုတဲ့ဒီအရာထဲကနေလဲလာပြီးတော့စုံစမ်းသွေးဆောင်နိုင်ပါတယ်။အဲ့လိုပြောလို့ဒီနေ့မာနရဲ့စုံစမ်းနှောက်ယှက်ခြင်းရှိနေလို့ကျွန်တော်တို့ကနေ့ရက်စတဲ့မှာကြောက်ရွံ့ခြင်းနဲ့ပူပန်ခြင်းနဲ့စိုးရိမ်ခြင်းနဲ့အသက်ရှင်ရမှာလားမဟုတ်ပါအဲ့ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဖခင်ကတပည့်တော်တွေကိုပြောတဲ့စကားအတိုင်းဆုတောင်းပါကိုးကွယ်ပါဖခင်ကိုကိုးကွယ်တော်သူရဲ့အသက်တာထဲမှာလေနေရန်ဖခင်ကိုကိုးကွယ်ခြင်းရှိတော်သူရဲ့အသက်တာထဲမှာကျွန်တော်သိမြင်ခံစားရတဲ့အရာအတိုင်းပြောမယ်ဆိုရင်တော့ဖခင်နဲ့ပတ်သက်တဲ့အရာမှာတာရွဲ့တိုးရွဲ့သိနားလေရတဲ့အခွင့်ကိုခံစားရတယ်နေ့စတိုင်းမှာဖျားလှုပ်ဆောင်နေတဲ့အရာကိုပို့ပြီးတော့နားလေလာတယ်။နေ့စတိုင်းမှာဒီနေ့ကျွန်တော်တို့သူ့ရဲ့သားသမီးများအတွက်ဖျားပြင်ဆင်နေတဲ့အရာတွေကိုပို့ပြီးတော့နားလေလာတယ်။ဖျားရဲ့တာဝန်ယူထားပေးတဲ့အရာပို့ပြီးတော့သိလာတယ်။ကိုယ်ကွယ်ချင်းရှိတော်သူရဲ့အသက်တာထဲမှာဒါဆိုရင်ဒီနေ့ကျွန်တော်တို့ကိုဖျားဘယ်လိုပြင်ဆင်နေတယ်လဲ
ကျွန်တော်တို့ကိုဖျားဘယ်လိုတာဝန်ယူနေတယ်လဲကျွန်တော်တို့ကိုဖျားဘယ်လိုဂျေစုပြုနေတာလဲဆိုတဲ့အရာကိုနားလေသွားသောသူသိသွားသောသူရဲ့အသက်တာထဲမှာစောနာကပြောတဲ့အစာအဖြစ်လာပြီးတော့စုံစမ်းပလိမ့်စေအဲ့ဒီအရာရဲ့နောက်ကိုကျွန်တော်ကြပါသွားစရာအကြောင်းမရှိဘူးချမ်းစာနဲ့လာပြီးတော့လေးစားပြဖျားယောင်းပါသွေးဆောင်ကွာဒီနေ့ခင်မှာဒီနေ့ဘသူမားဘသူမှန်နော်သူပြောတာပဲမှန်တယ်လို့ဟိုဘက်ကလူပြောတော့လေသူတို့မားတယ်သူပဲမှန်တယ်ဟိုဘက်ကပြန်ပြောတော့လေသူတို့မားတယ်ကိုပဲမှန်တယ်ဖြစ်လာရောပြီးတော့လေဒီချမ်းစာအုပ်ကိုကင်ပြီးတော့ပြောတာပဲလေဒါပဲမဲ့ဒီနေ့ဖျားကိုနေ့စနေမှာကိုးကွယ်တတ်တော်သူကလေဖျားရဲ့အလေအလာကိုတီးထားလို့ဖျားဘယ်လိုလုပ်နေသလဲဆိုတာကိုနားလေထားတဲ့အခါမှာဘာလဲဆိုတာအဲ့ဒီလူကသိခွဲပါတယ်သိပါတယ်နားလေပါတယ်ဒါတော့မနက်ကလေချမ်းစာအားဖြစ်လေကေရှုခရစ်တော်ဖျားကိုတော့မှကိုတော့တဲ့ဒီဘိမှန်တော်ကနေခုန်ချလိုက်ကိုရောရဲ့ခြေကိုကြောက်နဲ့မထိမခိုက်စေခြင်းကကောင်းကင်တမန်တွေကလက်နဲ့မဆာခြိပြင်းချလိုက်မယ်ဆာလံ90တဲ့ချမ်းစံနဲ့လာဘာနည်းစနေမှာကျွန်တော်ဖတ်နေတဲ့ချမ်းစာကျွန်တော်နားထောင်နေတဲ့ချမ်းစာကျွန်တော်ခံယူနေတဲ့ချမ်းစာပဲဒီနေ့ online ပေါ်မှာဒီနေ့ဘလူးပြန်နေတာဝင်ငါချက်တွေတရားဟောချက်တွေဒီဆရာမကြိုက်ဖေးလိုက်နောက်ဆရာဆွဲလိုက်နော်ရတယ် online မှာခုကဆွဲယူလို့ရတယ်အပြင်မှာသွားဆွဲလို့တာမရတာနော် live ပေါ်မှာဒီဆရာမကြိုက်ကဟိုဆရာလာစမ်းအဲ့လိုခေါ်လို့ရတယ်နော်အများကြီးပဲလေဒီနေ့အဲ့ဒီထဲမှာမှတော့မှဒီနေ့သူတို့ကမားတယ်ငါတို့မှန်တယ်ငါတို့ကမှန်တာသူတို့ကမားတယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်ကြားနေတာပဲဒါဆိုရင်ဒီနေ့ကျွန်တော်ရဲ့သက်တာထဲမှာဒီနေ့မာနကကျမ်းစာအားဖြင့်လေလာပြီးတော့ဖျားယောင်းသွေးဆောင်နိုင်တော့ကြောင့်ဒီကနေ့တင်ဒီဖျားကိုနေ့ရက်စနေမှာကိုးကွယ်တော်သူဖြစ်ဖို့လိုတယ်ဖျားကိုကိုးကွယ်တော်သူရဲ့သက်တာထဲမှာလေဒီနေ့ဖျားပြောထားတဲ့အရာကိုတကယ်ပိုင်းခြားနိုင်ပါတယ်ပိုင်းခြားနိုင်ပါတယ်တခါလေကြာရင်တချို့အရာတွေကလေကိုဒါရှင်းပေမဲ့လေတယောက်တော့သူပြန်ရှင်းပြခိုးတော့နင်းနေတော့ခက်တယ်ဗျနင်းတော့ခက်တယ်ဒါမဲ့ဘာလဲဆိုတာတော့ကိုတော့သိသွားတယ်ဒါမဲ့နောက်တယောက်ကိုရှင်းပြဖို့တခါတလေခက်ခဲနေတဲ့အရာရှိပထမအဆုံးကိုယ်တိုင်ရှင်းဖို့လိုတာပေါ့ကိုယ်တိုင်ရှင်းလင်းဖို့လိုတယ်တော်ဒီနေ့ကျွန်တော်တို့တမလောကနဲ့ဆိုင်တဲ့ဘုံစည်းစိမ်နဲ့လာပြီးတော့ဖျားယောင်းပါလာပြီးတော့သွေးဆောင်ပြသခင်ယေရှုခရစ်တော်ဖျားလေလောကမှာကြွလာပြီးတော့3နှစ်ခွဲမြေကြီးပေါ်မှာတက်တော်ထင်ရှားတယ်အဲ့ဒီကာလမှာလိုက်ပြီးတော့ဒေတာစာတွေလေနေတဲ့အခါမှာသခင်ယေရှုခရစ်တော်ဖခင်ကလေငွေအထုတ်လိုက်မဆောင်ပါဘူးငွေအထုတ်လိုက်မဆောင်ဒါပေမဲ့လိုအပ်လာသည့်အခါမှာဘယ်တော့မှမရှိဘူးဆိုတာမရှိဘူးစားစရာလိုအပ်လာရင်စားစရာဖြစ်တယ်အခွန်ဆောင်ဖို့ရန်အတွက်အတပြာလိုလာရင်ပေတရုပြောတယ်သွားငါသွားဖမ်းသူ့ပါးစပ်ကိုဖွင့်လိုက်ဒေနာရီသင်္ကားနှစ်ပြားသွင်းမင်းနဲ့ငါအတွက်အခွင့်ဆောင်လိုက်သခင်ယေရှုခရစ်တော်ဖခင်ရဲ့ချမ်းသာခြင်းကအဲ့ဒါပဲဒီနေ့ကျွန်တော်တို့ကလေချမ်းသာတယ်လို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကလေအထုတ်လိုက်အထည့်လိုက်နေမှာဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဖခင်ကလေနေ့ရက်စံတိုင်းမှာဒီနေ့ဒီလောကနဲ့ဆိုင်တဲ့အရာတွေပေါ်မှာဖခင်ဘယ်လိုပြင်ဆင်နေတယ်လဲဒီနေ့ဖခင်ကိုကိုးကွယ်ခြင်းပြုလေဒီအရာနဲ့ပတ်သက်ပြီးတော့လေတာရွက်တည်ကျွမ်းလေဖြစ်တယ်မဟုတ်ရင်တော့ဒီနေ့မာနရဲ့စုံစမ်းသွေးဆောင်တဲ့အရာတွေကိုကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်လိုချင်တဲ့အရာတွေအားလုံးပဲကျွန်တော်ကျင်လည်နေတဲ့အရာတွေအားလုံးပဲကျွန်တော်မက်မောနေတဲ့အရာအားလုံးပဲအစာကျွန်တော်မှလိုတယ်အသက်ရှင်နေတဲ့လူမှန်သမျှမှာအစာလိုတယ်ဒါမဲ့ဒီအစာကြောင့်မန်နဲ့ရဲ့ဖျားယောင်းသွေးဆောင်ခြင်းနောက်ကိုကြာသွားဖို့ဖျားလို့မရှိဘူး။ဒါကြောင့်ဒီအရာနဲ့ပတ်သက်ပြီးမှဖျားကိုကိုးကွယ်တဲ့လူကဒီအရာနဲ့ပတ်သက်မှဖျားဘယ်လိုပြင်ဆင်ထားသလဲ။ဖျားဘယ်လို
တာဝန်ယူထားတာလေသိသွားတယ်ဒါတော့ဒီမာကုပညာရှိတွေကသခင်ယေရှုစီကိုရောက်လာတဲ့အခါမှာပထမဦးဆုံးလုပ်တဲ့အရာကပြတ်ဖို့ကိုးကွယ်တယ်ကိုးကွယ်ခြင်းကျွန်တော်ဒီအရာနဲ့ပတ်သက်ပြီး၃ခုတွေ့ရတယ်မာကုပညာရှိတွေထဲမှာ2မျိုးတွေ့ရတာပေါ့ပြတ်ဖို့ကိုးကွယ်ခြင်းနဲ့စက္ကပ်ပူဇော်တယ်ဟာလားလောဘနဲ့မူရန်ရွှေဆိုတဲ့ဒီအရာတွေကိုပူဇော်စက္ကပ်ပူဇော်တယ်ဆိုတာတွေ့ရတယ်ကောင်းကင်တမန်တွေကြတော့သခင်ယေရှုကောင်းကင်တမန်တွေလာပြောလို့တိုးထင်းတွေကယေရှုစီကိုရောက်သွားတဲ့အခါမှာအဲ့ဒီတိုးထင်းတွေကြတော့ယေရှုရဲ့သတင်းစကားကိုနေရာအနှံ့ကြားပြောတယ်ဒါတော့ဒီနေ့တင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့ခရစ်စမတ်လို့ပြောတဲ့အခါမှာခရစ်စမတ်ဆိုတာတစ်ချက်ကျွန်တော်တို့ဒီခရစ်တော်အားဖြင့်အပြစ်တရားကနေလွတ်မြောက်ခြင်းခံစားရတယ်ခရစ်တော်အားဖြင့်သေခြင်းတရားကနေလွတ်မြောက်ခြင်းခံစားရတယ်ထပ်ပြီးတော့ခရစ်စမတ်လို့ပြောတဲ့အခါမှာထိုသခင်ခရစ်တော်ဖခင်ကိုကိုးကွယ်ခြင်းဖြစ်တယ်ကိုးကွယ်ခြင်းကျွန်တော်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးမှသခင်ရှုပြောတဲ့စကားရှမာရိအမျိုးသမီးကိုပြောတာတောင်ပေါ်တို့လည်းလာဆရာမလို့တဲ့ဗိမာန်တော်လည်းသွားဆရာမလို့တဲ့အဲ့လိုပြောလို့ဒီနေ့ကျွန်တော်တို့ဖခင်ကြောင့်အတင်းတော်မိသားစုများစုပေါင်းဖို့ပြုကိုးကွယ်တဲ့နေရာမှာလာဆရာမလို့ပြောတာမဟုတ်ဒီနေ့ဗိမာန်တော်ကိုမလာနိုင်ပေမဲ့လေတောင်ပေါ်ကိုမသွားနိုင်ပေမဲ့လေရှိတဲ့နေရာကနေဖခင်ကိုကိုးကွယ်လို့ရတဲ့အချိန်နာရီယခုပြင်ရောက်စေရှိတယ်။တောင်းဒီနေ့ကျွန်တော်တို့ရဲ့အသက်တာဒီလေဖခင်ကိုကိုးကွယ်ခြင်းဆိုတာနေရာနဲ့မဆိုင်ဘူး။ဒီနေ့တင်နဲ့ကျွန်တော်တို့ရှိတဲ့နေရာတိုင်းမှာဒီနေ့ဖခင်ကိုကိုးကွယ်လို့ရ။ဖခင်ကိုကိုးကွယ်လေဖခင်ကိုကိုးကွယ်လေထိုဖခင်နဲ့ပတ်သက်ပြီးမှထိုဖခင်ရဲ့အလေအလာကိုတာရွေသိနာလေပဲဖြစ်တယ်။ဖခင်ရဲ့အလေအလာကိုသိကျွမ်းလေဖခင်ရဲ့အလေအလာကိုဖခင်ရဲ့သဘောတဘာဝကိုဖခင်ရဲ့တာဝန်ယူပေးခြင်းကိုသိကျွမ်းလေဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာလောကမှာအသက်ရှင်စဉ်ကာလကျွန်တော်တို့ကိုဖျားယောင်းသွေးဆောင်မဲ့အမှုအရာကနေကျွန်တော်တို့ကလွတ်မြောက်လေပဲဘယ်တော့မှအဲ့ဒီဖျားယောင်းသွေးဆောင်ခြင်းတော့ကိုကြာသားစရာအကြောင်းမရှိဘူး။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့ဒီတစ်ခုလေးဆင်ခြင်သွားစေခြင်းတယ်ဒီနေ့2025ရဲ့ခရစ်စမတ်ကာလမှာကျွန်တော်ရဲ့အသက်တာဒီအသိပ္ပယ်ရှိသောခရစ်စမတ်ဖြစ်ဖို့ရန်အတွက်တစ်ချက်ကြွလာတော်မူသောယေရှုခရစ်တော်ဖခင်ငါတို့အတွက်ဘာလုပ်ပေးတာလဲအဲ့ဒါသိဖို့လိုတယ်အဲ့ဒါခံစားဖို့လိုတယ်ဒီကနေ့ကျွန်တော်တို့အားလုံးကတော့ယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့ဒီအပြစ်တရားကနေလွတ်မြောက်ခြင်းခံစားရပြီယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့ဒီသေခြင်းတရားကနေလွတ်မြောက်သွားပြီအဲ့ဒါကြောင့်မို့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာဒီခရစ်စမတ်ဟာကျွန်တော်တို့အတွက်အသိပ္ပယ်ရှိပါတယ်ထပ်ပြောပါမယ်ဒီနေ့ကျွန်တော်တို့အပြစ်လွတ်ခြင်းခံရတဲ့ကျွန်တော်တို့သေခြင်းတရားကနေလွတ်မြောက်တော်သူကဆက်ပြီးတော့ထိုသခင်ခရစ်တော်ဖခင်ကိုထိုသခင်ဖခင်ကိုထိုဖခင်သခင်ကိုဆက်ပြီးတော့ကိုးကွယ်ခြင်းအတ္တတာနဲ့ဆက်ပြီးတော့ရှင်သန်ဖို့ဖြစ်ပါတယ်အဲ့ဒါကဒီနေ့ခရစ်စမတ်ရဲ့အနှစ်သာရပဲခရစ်စမတ်ရဲ့အနှစ်သာရပဲလွတ်ခြင်းခံရတော်သူကကိုးကွယ်ခြင်းကိုဒါကြောင့်ဣသရေလလူမျိုးတွေအီဂျစ်ပြည်မှာနှစ်ပေါင်း400နော်ဒါသူတို့ကျွန်ဖြစ်တာတော့နှစ်ပေါင်း400ပေါ့နေထိုင်တော့နှစ်ပေါင်း400နဲ့30နေထိုင်ခဲ့တယ်ဒါပေမဲ့ကျွန်ဖြစ်သွားတာကနှစ်ပေါင်း400အဲ့ဒီနှစ်ပေါင်း400ကျွန်ဘွားကနေလွတ်မြောက်လာတဲ့အကြောင်းကဖခင်ကိုကိုးကွယ်ဖို့ပဲ3ရက်ခရီးသွားပြီးတော့ဖခင်ကိုကိုးကွယ်ဖို့ရန်အတွက်ငါလူမျိုးကိုလွတ်ရမယ်ဒါကြောင့်လွတ်မြောက်ခြင်းခံရတော်သူကနေရစနိုင်မှာဖခင်ကိုကိုးကွယ်ခြင်းအဖြစ်အသက်ရှင်ဖို့ဖြစ်တယ်ဒီနေ့နေရစနိုင်မှာဒီနေ့သခင်ဖခင်ကိုပို့ဖို့ပြုပြီးမှဒီနေ့ကျွန်တော်တို့ကချမ်းစာဖတ်တာပဲဖြစ်ဖြစ်ဆုတောင်းတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အသက်တာထဲမှာဒီနေ့တက်သေးခံတာပဲဖြစ်ဂုဏ်တော်ချီးမွမ်းတာပဲဖြစ်ဖြစ်ဒီနေ့ကျွန်တော်သိထားရမယ့်အရာကငါဖခင်ကိုကိုးကွယ်နေတယ်တီးဆိုချီးမွမ်းပြီးမှဖခင်ကိုကိုးကွယ်နေတယ်ဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်အားဖြင့်ဖခင်ကိုကိုးကွယ်နေတယ်ဒီနေ့တက်တဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားပြီးမှတက်တဲ့ခံခြင်းအဖြစ်ဖခင်ကိုကိုးကွယ်နေငါဒီနေ့ပထနာပြုဆုတောင်းခြင်းအဖြစ်ဖခင်ကိုကိုးကွယ်နေတယ်ဒါကြောင့်ဒီနေ့
တင်တဲ့ကျွန်ုပ်သည်အပြစ်လွတ်ခြင်းခံစားရတော်သူဖြစ်သောကြောင့်နေရစနိုင်မှာထိုဖျားကိုကိုးကွယ်တော်သူအဖြစ်နဲ့အသက်ရှင်မယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့ပြောနေတဲ့ကျွန်တော်ဖြတ်တန်းနေတဲ့ခရစ်စမတ်ဟာတင်တဲ့ကျွန်တော်အတွက်အသိပင်ရှိတော်ခရစ်စမတ်ဖြစ်ပါလိမ့်မယ်နှုတ်ကပတ်တော်ဒီအရောက်ချင်းစီရဲ့အတ္တတာဒီအတွက်အသက်တဖန်ကောင်းချီးမင်္ဂလာဖြစ်ပါစေတာ၍နဲ့နေရကိုလည်းဖခင်သခင်တာ၍ဖွင့်ပြသွန်သင်အလင်းပေးပါစေ